ဒီလိုကြိုင်လိုက်တာလေမေလေးအတွက်ကောင်းကျိုးတွေအများကြီးရတယ်ဘာလို့လဲဆိုတော့ခန္ဓာကိုယ်အနေနဲ့လည်းပြောင်းလဲသွားလို့စိတ်သက်ပိုင်းမှာလည်းအရင် strong ဖြစ်သွားတယ်မေလေးကအရင်တော့အရာအရှုံးပေးတယ်တခုခုအရင်အရေးကြီးတဲ့ကိစ္စဖြစ်လာပြီဆိုစိတ်လျှော့တတ်တယ်အခုဆိုလို့ရှိရင်ဘာကိစ္စပဲလာမကြောက်တော့ဘူးဘာလို့လဲဆိုတော့ငါအရာငါဖြည့်ရှင်းနိုင်တယ်ပြဿနာတိုင်းမှာလည်းအဖြေရှိရယ်အဖြေကိုလည်းကိုရှာပြီးတော့တကယ်ဖြည့်ရှင်းနိုင်တယ်ဆိုရယ်ကို confident နေအဲ့လို strong ဖြစ်တာတွေဒါတွေအကုန်လုံးကဒီ emotion တွေကဒီပြိုင်ပွဲအရင်သင်ပေးလိုက်တယ်လို့ခံစားရတယ်အဲ့ဒါကြောင့်မလို့စိတ်သက်ပိုင်းဆိုင်ရာပါဒီပြိုင်ပွဲကပါတယ်အားကစားတစ်ခုတည်းမဟုတ်ဘူးစိတ်သက်တွေပါပြောင်းလဲသွားပါတယ်ပြောမယ်ဆိုရင်တော့မေလေးကတော့ကို challenge လုပ်ချင်တဲ့အနေနဲ့ပေါ့နော်ဒီ FOE ပြိုင်ပွဲကိုစိတ်လည်းအရန်ဝင်စားတယ်အဲဒါကြောင့်မလို့လာရောက်ရှင်ပြိုင်တာဖြစ်ပါတယ်မမေလေးလို့ပါပဲကျွန်တော်ကလည်းအရင်တော့ fitness background ကလာဆိုတော့လေအခုကပြန်ပြီးကိုယ့်ကို challenge လုပ်ကြည့်ချင်တာလည်းပါတယ်ပြီးတော့ team ကလည်းအရင်ကောင်းတယ်ပြီးတော့ game တွေကလည်းစိတ်ဝင်စားစရာကောင်းတယ်ဆိုတော့ကျွန်တော် join ဖြစ်တယ်စမ်းတော့စမ်းကြည့်ချင်တယ်စမ်းမဲ့ပိုင်းလုံးနေနဲ့ကျွန်တော်အခု FOE team ကိုဖုန်းဆက်လိုက်မယ်ပြီးရင် pro invitation ပို့ခိုင်းလိုက်မယ်အရန်ကိုမိုက်တယ်အရန်ကိုလည်းစိတ်ဝင်စားဖို့ကောင်းပြီးတော့အရန်ဟိုရှင်ပြိုင်တင်တယ်လို့မေလေးထင်ပါတယ်ဟုတ်တယ်အရန်တော့ပြန်မှန်းတယ်ကျွန်တော်ဆိုနေ့တိုင်း injury ရတယ်မေလေးဆိုငိုလဲငိုရတာရှိတယ်ဘာလို့လဲဆိုတော့ကိုကဒီနယ်ပယ်တွေကမဟုတ်တော့အရန်ခက်ခဲပြင်ပန်းတာပေါ့နော်သူကလိုမျိုး for sure လုပ်လို့မရဘူးလေဆိုတော့အရန်စူးစမ်းရတယ်မေလေးဆိုအရန်စူးစမ်းမေလေးဆိုမင်းသမီးဆိုတော့အဲ့တုန်းကပေါ့အရင်တော့မင်းသမီးပေါ့ဒါပေမဲ့ရှင်ပြိုင်တဲ့အချိန်မှာတော့ကိုကမင်းသမီးမဟုတ်တော့တကယ်အားကစားသမားတယောက်လိုစိတ်တက်မျိုးနဲ့တကယ်အားကစားသမားရဲ့ပုံစံတိုင်းနေပြီးတော့တကယ်ရှင်ပြိုင်ခဲ့တာပေါ့နော်အဲ့ဒါတော့ဂယူးစိုက်တာပေါ့ကိုကတော့ injury ကိုကြောက်တဲ့လူဆိုတော့ injury တော့အရင်ကဂယူးစိုက်တဲ့အတွက်ဘာမှကြီးကြီးမားမားတော့ကိုမှ injury မရှိဘူးနည်းနည်းပလေးထိတာခိုက်တာလောက်ပဲရှိရဲဒါပေမဲ့အရင်ဆိုးကအဲ့လို injury ဖြစ်ခဲ့တာတော့မရှိဘူးအဓိကတော့မေလေးက injury မဖြစ်ဘဲနဲ့အကောင်းဆုံးပေါ့ရှင်ပြိုင်ခဲ့ပါတယ်ကျွန်တော်နေ့တိုင်းလို့ injury အများဆုံးဟုတ်တယ်အများဆုံးလူသားစုရထားတယ်စုရတော့ဘယ်သူရမှမသိပဲကျွန်တော်ကစုအများဆုံးရထားတယ်ညာမေလေးအဲ့ချိန်မှာဘယ်သူမှမညာဘူးမေလေးလေခင်တာပဲချစ်တာပဲအနုပညာအချင်းလဲအဲ့ပြိုင်တဲ့အချိန်မှာမညာဘူး So fresh so clean I rap so mean I'm blessed homie I get it live like a techno scene can't mess with it essence like retro teams the fittest on earth FFOE အပြင်အဲ့လိုတခြားအတိုင်းဝိုင်းနယ်ပယ်အသေးသေးလာပြိုင်ကြတာဟုတ်ဒါနယ်ပယ်အသေးသေးလူတွေလည်းအခုချစ်တယ်ခင်တယ်ဆိုပေမဲ့လည်းတကယ်ပြိုင်ပွဲကြတော့ဘယ်သူမှမညာဘူးအကုန်ကကိုယ့်ရဲ့ပြိုင်ဘက်ပဲနောက်ပြီးတော့ကိုအဲ့ချိန်မှာနိုင်တဲ့စိတ်တစ်ခုပဲရှိရယ်ကိုဘယ်လိုစူးစမ်းမလဲကိုဘယ်လိုနိုင်အောင်လုပ်မလဲအဲ့အချိန်မှာနိုင်ဖို့အတွက်ဘာလုပ်ရမလဲအကုန်လုပ်မယ်အဲ့စိတ်တစ်ခုတည်းနဲ့ပဲရှင်ပြိုင်ရတာပြိုင်ပွဲဖြစ်တဲ့အတွက်ကြောင့်လေခင်တာပဲကျွန်တော်ပြိုင်ပြီးတော့ပြီးသွားရင်တကယ်ချင်းပြိုင်နေတဲ့ကာလမှာတော့အကုန်လုံးအစွမ်းကုန်ဟုတ်တယ်တယောက်နဲ့တယောက် short လို့မရပြိုင်ပွဲဆိုရယ်စီမင်းစီကမ်းမှာဒီအပြိုင်ဆိုင်ဖြစ်ဟုတ်တယ်ကိုကမှမပြိုင်ဘူးဆိုအားနာရပါမရှိဘူးเนาะမရှိဘူးနေ့တိုင်းစူးစမ်းနေတဲ့အချိန်မိန်းလေးတွေလည်းလိုက်လို့ရတဲ့ဟာဆိုရင်အမားတို့ဆိုလည်းလုံးဝမရှော့ဘူးနောက်ဆုံးခီးထီကိုသွားကျွန်တော်အဲ့နောက်ဆုံးထီကိုနော်ဟုတ်တယ်နော်နောက်ဆုံးမှာမေလေးအများစူးစမ်းကျွန်တော်ရင်ထဲကိုတော်ထီတယ်ဟုတ်တယ်အင်းပေါ့နော်မေလေးဆုံးဖြတ်လိုက်တဲ့မေလေးဒါမင်းသမီးတယောက်အနေနဲ့ပြိုင်တာမဟုတ်ဘူးအားကစားသမားတယောက်အနေနဲ့ဒီပြိုင်ပွဲကိုဝင်ပြိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့မေလေးမိတ်ကပ်တောင်မှတေချာမလိမ့်တော့ဘူးမလိမ့်တော့ဘဲနဲ့ကိုတကယ်အားကစားသမားတယောက်ရဲ့မူအားကစားသမားရဲ့စိတ်ဓာတ်အဲ့တိုင်းကိုပဲကိုတေကြည်ပေါ့နော်အဆုံးစုထိရှင်ပြိုင်မယ်ဆိုတော့စိတ်နဲ့ပဲအဲ့ချိန်မှာရှင်တန်ပြီးတော့ပေါ့နော်ရှင်ပြိုင်ခဲ့တယ်ပြီးတော့အဲ့လိုစိတ်ဓာတ်နဲ့ပဲကိုကအရာကိုကြော်ဖြတ်နိုင်ခဲ့ပါတယ်အမလေးအရန်ပင်ပန်းတာပေါ့ထင်တာတဲ့တော့ပိုပင်ပန်းလာ10စားလောက်တော့ရှိတယ်အင်းပေါ့အရန်ကိုခံနိုင်ပါတယ်ဘာဖြစ်လဲဆိုတော့မေလေးလေဒီလိုကြိုင်လိုက်တာလေမေလေးအတွက်ကောင်းကျိုးတွေအများကြီးရတယ်ဘာလို့လဲဆိုတော့ခန္ဓာကိုယ်အနေနဲ့လည်းပြောင်းလဲသွားလို့စိတ်သက်ပိုင်းမှာလည်းအရင် strong ဖြစ်သွားတယ်မေလေးကအရင်တော့အရာအရှုံးပေးတယ်တခုခုအရင်အရေးကြီးတဲ့ကိစ္စဖြစ်လာပြီဆိုစိတ်လျှော့တတ်တယ်အခုဆိုလို့ရှိရင်ဘာကိစ္စပဲလာမကြောက်တော့ဘူးဘာလို့လဲဆိုတော့ငါအရာငါဖြည့်ရှင်းနိုင်တယ်ပြဿနာတိုင်းမှာလည်းအဖြေရှိရယ်အဖြေကိုလည်းကိုရှာပြီးတော့တကယ်ဖြည့်ရှင်းနိုင်တယ်ဆိုရယ်ကို confident နေအဲ့လို strong ဖြစ်တာတွေဒါတွေအကုန်လုံးကဒီ emotion တွေကဒီပြိုင်ပွဲအရင်သင်ပေးလိုက်တယ်လို့ခံစားရတယ်အဲ့ဒါကြောင့်မလို့စိတ်သက်ပိုင်းဆိုင်ရာပါဒီပြိုင်ပွဲကပါတယ်အားကစားတစ်ခုတည်းမဟုတ်ဘူးစိတ်သက်တွေပါပြောင်းလဲသွားပါတယ်ဟုတ်တယ်
အဲ့ဒါတော့ဟိုအမောက်အရင်ထောက်ခံတယ်ဘာလို့ဆိုတော့ဒီ fitness ကျွန်တော်အရင်တော့လုပ်တော့ဆိုလဲစိတ်ပိုင်းဆိုင်အောင်အရင် strong ဖြစ်တာဟို3တောင်ဆိုစိတ်မ short တတ်ဘူးပေါ့နော်ဒါပေမဲ့ဒီဘက် fees ကိုရောက်လာအနုပညာတော့လုံနေတဲ့လူတွေကတော်တော်များများစိတ်အရင် short လွယ်တယ်စိတ်ကနေပြီးတော့အဲ့လို emotion ကိုခံစားရပါတော့ဒါပေမဲ့ဒီဟောပြန်လိုက်တဲ့အချိန်မှာစိတ်တလူတွေဖြစ်တော့ခဏအမှပြောသူပဲအရန်နော် ဟုတ်တယ်အရန်ပဲသူကဟိုပါပေါ့တန်မာဝါပြီးတော့ပေါ့နော်ကိုလည်းယုံကြည်မှုတွေရှိသွားပြီးတော့ဘလောက်အခက်ခဲတွေပဲရှိကွာငါလုံနိုင်တယ်ငါကြော်ဖြတ်နိုင်တယ်ဆိုရဲကိုပေါ့အဲ့လိုစိတ်တက်တွေပါဖြစ်သွားတယ်နော်ဆိုတော့မေလေးရဲ့စိတ်တက်ကလည်းတော်တော်ဟိုပါပေါ့တန်မာဝါရလို့ထင်တယ်ကြော့ညက်တဲ့လူတွေမှမပါတော့ဘူးပေါ့စီနီယာအမလေးစီနီယာအမဆိုဟိုဒါတော့အဲ့လိုလာအောင်နေပြီးသားအရင်လည်းလာတယ်လာနေစေဒါပေမဲ့တကယ်လည်းပြန်ပွဲပြန်တဲ့အချိန်မှာအဲ့ပြန်ပွဲမှာ effort site တွေလည်းအလားဘူးလားလို့ဟုတ်တယ်အဲ့ချိန်မှာလေလှတာတွေဘာရောင်တော့လေကိုမကြည့်နိုင်တော့ဘူးသူလက်သေးတွေဆိုလဲလေဟာလုံးဝလေညစ်ပတ်တရားပဲအဲ့လိုမျိုးတွေနဲ့ပဲနေအဲ့ဒါကိုကြည့်ကောင်းဒါပေမဲ့အဲ့ဒါကဟိုပါပေါ့ပြိုင်ပွဲနဲ့လိုက်သွားတာပေါ့နော်အဲ့လိုပြိုင်ပွဲနဲ့လိုက်ချွေးဆိုလဲဟာအလုံးလိုက်အသေးလိုက်တွေထွက်အဲ့လိုအဲ့ချိန်မှာလေလုံးဝလေကိုနိုင်ခြင်းနဲ့စိတ်ကိုပဲရှိရလှခြင်းနဲ့စိတ်တွေလည်းမရှိတော့ခေါင်းတော်မဖီဘူးအဲ့လိုမျိုးပေါ့နော်လုံးဝဒီရဲ့ဟာပေါ်မှာပဲfocus ကဖြစ်နေတဲ့အခါကျတော့တခြားဘာမှမလုပ်နိုင်တော့ဘူးသိရမလားငါဘယ်လိုပြန်ရမလဲငါဘယ်လိုတနေ့ဒီ level ကိုဖြတ်ကျော်ရမလဲအဲ့စိတ်တွေနဲ့ပဲရှင်သန်နေရတာပေါ့နော်တခါလေညဘက်တောင်အိတ်မပြောဘူးဒီလောက်အိတ်ပြောတဲ့လူကလေညဘက်တောင်အိတ်မပြောဘူးအဲ့လိုတောင်ဖြစ်တယ်ဟာအများကြီးပဲပေါ့အကုန်လုံးကသွားမေးကြည့်ဆရာစလုံးကလေမေလေးကိုလေလုံနိုင်မှာမလားအဲ့ဆိုမေလေးကအပြင်မှာနူးညံ့နေအေးစစ်စစ်လေးနေတတ်တယ်မေလေးရဲ့တိုက်ကအဲ့လိုမျိုးလေဒီလိုမျိုးကြီးကိုအဲ့လို strong လုပ်ကြီးနေအဲ့မယ်လို့ဘယ်သူမှမထင်ဘူးပေါ့ပြီးတော့ကို့အသက်အရွယ်ပေါ့နော်ပြိုင်တဲ့အသက်အရွယ်နဲ့ဆိုကိုကအကြီးဆုံးပဲဆိုတော့အကုန်လုံးကလည်းလုံနိုင်ပါမလားဆိုပြီးတော့နောက်ပိုင်းကျတော့တဖြည်းကိုယ့်ရဲ့အရေးချင်းကိုပြရတာပေါ့ဆိုတော့ချိန်ထားတာလည်းဘယ်လိုရောက်လွယ်နေပြီပါseason 3ကတော့ဘာသူချချက်လို့ဆိုရင်မန်းဟာလည်းဟုတ်တယ်နော်မမေလေးလုံနိုင်တော့တဲ့ထင်တဲ့ဟာဆိုသူအားနေဝမျိုးဟုတ်တယ်ဒါပေမဲ့ယောက်ျားလေးတွေအေးဆေးကြော်ဖြတ်နိုင်မဲ့ဟာကယောက်ျားလေးမကြော်ဖြတ်နိုင်မဲနဲ့မမေလေးကြော်ဖြတ်သွားတယ်မေလေးကြော်ဖြတ်အဲ့မှာလေအရန်ကျန်းတယ်နော်အတုပ်အလှဲ့အရန်ကျန်းတာတခုရှိရပေါ့မေလေးလုံနိုင်မယ်လို့ကိုအရန်ကိုယုံကြည်ခဲ့တဲ့ဟာတခုရှိရဒီ game ထဲမှာအေးဆေးပဲပေါ့နော်မေလေးကိုယ်တိုင်လည်းမှန်ထားရဲအကုန်လုံးကလည်းမှန်ထားတယ်ကိုမလုံနိုင်ဘူးလို့ထင်သားပေမဲ့အေးဆေးလေးဖြတ်ကျော်သွားတယ်အဲ့ဟာကိုယောက်ျားလေးတောင်တချို့တွေကမလုံနိုင်ကြဘူးဒါမျိုးတွေပေါ့ဆိုတော့ဒါတွေကခက်မှန်းလို့မရတဲ့အရာတွေပေါ့နော်ပြိုင်ပွဲဖြစ်တဲ့အချိန်ကျမှ emotion တွေကပါလာတာနော်အဲ့အချိန်ကျမှဖြစ်လာကျွန်တော်တယောက်ချင်းစီပြိုင်တဲ့ဟာတွေကသူက individually ပြိုင်တာဆိုတော့မသိရအောင်မသိရတယောက်ပြိုင်ပြီးသူ့ခံလို့ပြိုင်တယ်နောက်တယောက်ပြိုင်ပြီးတော့ပြိုင်ဆိုတော့ဘယ်သူကဘာလုပ်သွားလဲမသိပဲမဲ့မမေလေးလည်းပြီးတယ်ပြီးတော့ရသွားတယ်ပြီးသွားတယ်ဆိုတော့အားလုံး surprise အဲ့လိုမျိုး surprise တွေဖြစ်သွားအဲ့ဟောပါပေါ့နော်အရန်ခက်ခဲတဲ့အရာတစ်ခုဆိုပါတော့ပေါ့နော်အဲ့ဒါကိုရသွားတယ်ဒါပေမဲ့မေလေးရမယ်လို့ထင်ထားတဲ့ဟာမရခဲ့တော့ကလည်းစိတ်တက်တွေအလဲလဲပြိုကျပြီးတော့အဲ့လိုစိတ်တက်တွေအရန်ကိုကျခဲ့တယ်ကိုအိတ်လို့မရအောင်တော့ဖြစ်ခဲ့ဘူးတဲ့ကိုမှန်ထားတဲ့ဟာမရခဲ့လိုက်လို့ပေါ့နော်ဒီလိုမျိုးစိတ်တွေကလေအဲ့ပြိုင်ပွဲဝင်တဲ့အချိန်မှာတက်လိုက်ကြလိုက်တက်လိုက်ကြလိုက်နဲ့ပျော်လိုက်အဲ့လိုမျိုးတွေပေါ့ emotion တွေအများကြီးအတွေ့အကြုံတွေရခဲ့တယ်အမှတ်တရရတော့ပြောမကုန်ဘူးမေလေးကိုချစ်တဲ့ပရိသတ်တွေရောပေါ့ဒီ FOE ကိုအားပေးတဲ့ပရိသတ်တွေရောမေလေးအနေနဲ့ကိုဒီကိုနေပဲတခုအနေနဲ့ပေါ့ကိုရှင်ပြိုင်ထားပါတယ်မေလေးကိုအမှားရများရှင်လည်းခွင့်လွှတ်ပေးပါလို့မေလေးအတတ်နိုင်ဆုံးစူးစမ်းပြီးတော့ရှင်ပြိုင်ထားပါတယ်လို့ဟုတ်FOE season 3မှာအကုန်လုံးရောကျွန်တော်ပါဝင်ရောအကုန်လုံးစူးစမ်းပြီးတော့စူးစမ်းထားပါတယ်ပေါ့နော်တကယ်အစ်စ်ကိုတခြား train ပြီးတော့လုပ်နေပါတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးတွေကိုကြည့်ရှုခန်းစားပေးဖို့အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်ဟုတ်ကျေးဇူးပါ